မြို့တော်ရဲ့လမ်းမကြီးအပေါ်မှာလူတွေပုံမှန်သွားလာနေကြပေမဲ့သူတို့ခြေပွားအောက်ပေအနှဲငယ်အကွာမှာတော့နှစ်ပေါင်း200ကျော်ကတမိုင်းဝင်အမှောင်ထုတွေပိတ်လောင်ထားတဲ့မြေအောက်မြို့တော်ကြီးနဲ့မှောင်မိုက်နေတဲ့ဝိညာဉ်တွေရှိနေကြပါတယ်။ The Edinburgh Falls ကတော့ UK နိုင်ငံစကော့တလန်ပြည်နယ်ရဲ့မြို့တော် Edinburgh မြို့ရဲ့နှလုံးသားနေရာဖြစ်တဲ့ Southbridge တောင်ဘက်တံတားရဲ့အောက်ခြေမှာတည်ရှိပါတယ်။မြို့တော်ရဲ့အလယ်ဘက်ဟိုမှာရှိတဲ့ Southbridge တံတားကြီးရဲ့အောက်ဘက်ကအုတ်ခုံကျောင်းတွေအခန်းတွေနဲ့ဖွဲ့စည်းထားတဲ့မြေအောက်ကဘာကြီးပါ။ဒီမြေအောက်လန်ကူကြီးတွေကိုခရစ်တက္ကရာ1988ခုနှစ်မှာကုန်တယ်တွေပစ္စည်းတူလောင်ဖို့နဲ့အရက်ဆိုင်တွေဖွင့်ဖို့တံတားကြီးတစ်ခုရဲ့အောက်ခြေမှာအခန်းပေါင်း120ကျော်နဲ့တည်ဆောက်ခဲ့တာပါ။ဒါပေမဲ့ရေစက်ဝင်မှုနဲ့လေဝင်လေထွက်မကောင်းတာကြောင့်လူတွေစွန့်ပစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ကမ္ဘာအမှောင်ဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီမြေအောက်ခန်းတွေဟာလူတွေစွန့်ပစ်ပြီးနောက်ပိုင်းမှာစင်းရဲသားတွေဒုစရိုက်သမားတွေနဲ့လူသက်သမားတွေခိုလုံရအမှောင်ကဘာကြီးဖြစ်သွားခဲ့ပါတယ်။18ရာစုနဲ့19ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကစကော့တလန်နိုင်ငံအီဒီဘာဂတ်မြို့ဟာကမ္ဘာမှာဆေးပညာတိုးတက်ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ဆေးကျောင်းသားတွေဟာလူခန္ဓာကိုယ်တွေကအယိုးအကျော်အသားအမြင်တွေကိုလက်တွေခွဲစိတ်လေ့လာဖို့အတွက်လူတွေရဲ့အသက်မဲ့ခန္ဓာကိုယ်အမြောက်အများလိုအပ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီခေတ်ကဥပဒေအရကြိုးပိတ်ခံရတဲ့ရာဇဝတ်ကောင်တွေရဲ့အသက်မဲ့ခန္ဓာကိုယ်တွေကိုပဲဆေးကျောင်းတွေကိုတရားဝင်လေ့လာခွင့်ပေးခဲ့တာပါ။ဒါကြောင့်ကျောင်းသားဥယျာဉ်နဲ့အသက်မဲ့ခန္ဓာကိုယ်အရေးအတွက်ကလုံးဝမလောက်ငှတဲ့အခါဆေးကျောင်းပါမောက္ခတွေကအသက်မဲ့ခန္ဓာတစ်ခုကိုငွေကြေးအမြောက်များပေးပြီးမှောင်ခိုစနစ်နဲ့စတင်ဝယ်ယူကြပါတော့တယ်။ဒီလိုအသက်မဲ့ခန္ဓာကိုယ်တွေဈေးကောင်းကောင်းရလာတဲ့အခါဒုစရိုက်သမားတွေဟာညတကောင်ရံမှာသင်္ကန်းတွေကိုတွားပြီးလက်လက်ဆက်ဆက်မြုပ်နှံထားတဲ့အသက်မဲ့ခန္ဓာကိုယ်တွေကိုလိုက်ထူးကြပါတော့တယ်။ပြီးရင်အိတ်ထဲထည့်ပြီးဆေးကျောင်းတွေရဲ့နောက်ဝေးတကားကတဆင်ပါမောက္ခတွေစီလျှို့ဝှက်သွားရောင်းကြတာပါ။ဒီဈေးကွက်ကြီးကျယ်ပြန့်လာတဲ့အခါမြေအောက်လိုင်ကူမှာအခြေစိုက်နေကြတဲ့ကဘာကျော်လူသက်သမားဘာ့ခ်နဲ့ဟဲလ်တို့နှစ်ယောက်ဟာသင်္ချိုင်းထဲမှာလိုက်တူးရတာထက်ပိုလွယ်တဲ့နည်းကိုသုံးခဲ့ကြပါတယ်။သူတို့စီလာတဲခိုတဲ့စင်းရဲသားတွေအထီးကျန်နေသူတွေကိုအရက်အလွန်ကျွံတိုက်ပြီးရင်အသက်ရှူကျအောင်လုပ်ပြီးအပြည့်ရှင်းပြကြပါတယ်။ဒီလိုလက်လက်ဆက်ဆက်တွေကိုခွဲစိတ်လေ့လာရတာကပိုကောင်းလို့ဆေးကျောင်းကဗမောက္ခတွေကငွေပိုပေးကြပါတယ်။သူတို့နှစ်ယောက်ဟာဒီနည်းနဲ့လူပေါင်း16ယောက်ထက်မနည်းကိုအသက်နှုတ်ယူပြီးအသက်မဲ့ခန္ဓာကိုယ်တွေကိုမြေအောက်လှန်ကူထဲမှာဝှက်ထားပြီးတော့ဆေးကျောင်းတွေကိုလျှို့ဝှက်ရောင်းချခဲ့ကြပါတယ်။ဒါအပြင်ဒီမြေအောက်ခန်းတွေထဲမှာတရားမဝင်အရက်ချက်ဆက်ယုံတွေလောင်းကစားဝိုင်းတွေအပြင်အမျိုးသမီးနဲ့ကလေးတွေကိုဖမ်းချုပ်နှောင်ထားတဲ့ကျုံကုန်ကူးတဲ့ဂူတွင်းအကျဉ်းထောင်တွေရှိခဲ့လို့မကြေမနက်အသက်ဆုံးရှုံးခဲ့ရတဲ့ဝိညာဉ်တွေထောင်နဲ့ချီရှိနေခဲ့ပါတယ်။1800ပြည့်နှစ်အလယ်ပိုင်းမှာတော့အစိုးရကဒီနေရာဟာရာဇဝတ်မှုတွေရဲ့အတိုင်းမြုံဖြစ်ပြီးယောဂဗျာတွေထူပြောလွန်းတာကြောင့်လှိုင်ကူဝင်ပေါက်တွေကိုအုတ်တိုင်းနဲ့နှစ်ပေါင်း100နီးပါးဘယ်သူမှမသိအောင်ပိတ်ထားခဲ့ရကနေ1980ဝန်းကျင်ကျမှမတော်တဆပြန်လဲတူးဖော်မိခဲ့ပါတယ်။ဒီလိုဆိုးရွားလာတဲ့ဖြစ်ပျက်တွေနဲ့ကျင်လည်နေတဲ့ပတ်ဝန်းကျင်ဟာဘလောက်များမှောင်မိုက်ပြီးခြောက်ခြားစရာကောင်းနေမလဲဆိုတာတော့တွားကြည့်စရာမလိုတော့ပါဘူး။ဒါပေမဲ့နှစ်ပေါင်းရာချီပိတ်လောင်ခံထားရတဲ့ဒီမြေအောက်ခန်းကိုတွားရောက်လေ့လာသူတွေရှိနေခဲ့ပါတယ်။သူတို့တွေးကြုံကြရတာကတော့ဒီလိုင်ကူထဲမှာအတွေ့အဆုံးတရေကတော့ရှစ်ကိဝတ်စုံကြီးဝတ်ထားပြီးအပေါ်ပိုင်းပဲမြင်ရတဲ့ The Watchman လို့ခေါ်တဲ့စောင့်ကြည့်သူတရေပါသူကလှိုင်ကူထဲဝင်လာတဲ့သူတွေကိုအမှောင်ထဲကနေစိုက်ကြည့်နေတတ်ပြီးသူဖြတ်သွားရင်ပတ်ဝန်းကျင်တစ်ခုလုံးဒီကဲတက်တာရဲ့ရောက်သွားသလိုအစမတန်အေးဆက်သွားတတ်ပါတယ်။ကူထောင်တနေရာရောက်ရင်လာသမျှဧည့်သည်တွေရဲ့လက်ကိုကလေးငယ်တစ်ယောက်ကလာကိုင်းသလိုမျိုးနူးညံ့ပြီးအေးဆက်တဲ့ခံစားချက်ကိုခံစားရတတ်ပါတယ်။တချို့ဧည့်သည်တွေဆိုရင်သူတို့ရဲ့ဘောင်းမီစာကိုအောက်ကနေလာဆွဲတာမျိုးထိကြုံရတတ်ပြီးဒါဟာရှစ်ပြစ်ကကူထဲမှာအေးမိပြီးအသက်ဆုံးရှုံးသွားခဲ့တဲ့ကလေးငယ်ဂျက်ရဲ့ဝိညာဉ်လို့ယုံကြည်ကြပါတယ်။ဒီလှိုင်ကူရဲ့အမောင်ဆုံးခန်းထဲမှာတော့ Mr. Boss လို့ခေါ်တဲ့ဖနဲ့အမဲနဲ့နှဆိုးဆန်ဆန်ဝိညာဉ်ကြီးတစ်ကောင်ရှိနေပါတယ်။သူလာရင်လှိုင်ကူအုပ်ငယ်ရံတွေကြားထဲကနေလေးလံတဲ့တရေဖနဲ့စီးထားတဲ့ခွတ်ဆိုတဲ့ခြေတံကြီးကိုအရင်ကြားရပါတယ်။သူဟာလူတွေကိုတွန်းထုတ်တာနေရင်နဲ့စောင့်တာပြီးရင်နားထဲမှာလာပြီးချိန်ဆတာမျိုးတွေအထိလုပ်တတ်တဲ့အကျန်းဖတ်တတ်တဲ့ဝိညာဉ်ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဒီနေရာကို The Edinburgh Falls ဆိုတဲ့နာမည်နဲ့ပဲတရတစီစူးစမ်းလိုသူတွေအတွက်လမ်းညွန်ကိုက်ပါမဝင်လို့ရတဲ့ကဘာလက်ခရီးသွားနေရာတစ်ခုအဖြစ်ဖွင့်လှစ်ထားပါတယ်။ညဘက်တွေဝင်ရောက်လေ့လာတဲ့သူတော်တော်များများဟာအထဲမှာအသက်ရှူကျက်ပြီးတတိလစ်တာငိုယိုပြီးပြန်ပြေးထွက်လာတာမျိုးတွေအခုထိရှိနေတော့လို့ဆိုကြပါတယ်နော်။
လူချင်းမင်းတို့ကဒီလိုနေရာမျိုးကိုတွားရောက်လေ့လာချင်ကြပါသလားရှင်ကွန်မန့်မှာဖြေခဲ့ကြပါအောင်နော်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုကြောင်းမြင့်တက်တဲ့ဆိုရင်လက်ခံရှယ်လေးလုပ်ပေးဖို့တောင်းဆိုပြရစီရှင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်